ဘဝခီလန်းညံလျှောက်ခဲ့သူပါလေကျွန်တော်မူရမြည်အညာကိုကျွန်တော်လေးပြန်မရောက်ဖြစ်တာကြာပြီခုဆိုကြခဲ့ပါပြီပကိုင်းတိုင်းကိုလေးမြို့ပိုင်တောင်ကြားရွာကလေးစီကိုနေတိုင်းလွန်နေတယ်အဖို့မင်းကပါရိတ်မဲလမ်းပေါ်မှာဟာကနေကကြောက်တူးသမားပါမေတာတနေ့အောင်မြင်တဲ့ခါအဝေးကပြန်လာခဲ့မေအမေကိုလွမ်းသလိုလောပန်းဘဝကိုလေးရောက်ကြည့်မည်ဘာမှမရှိတဲ့ဘဝမျိုးကနေကျွန်တော်စခဲ့တဲ့ကြောက်တူးသမားပါယုံကြည်တဲ့လောပန်းတစ်နေ့ဖြစ်ဒီတောင်ကြားရွာကလေးကိုသာဝေးက